ကျွန်တော်ဒီနေ့ကတော့ဓာတ်ပုံရိုက်ဖို့ရောက်နေပါတော့ကျွန်တော်ဓာတ်ပုံရိုက်ဖို့ညနေပိုင်းထွက်ခဲ့တာပါဟိုကကျွန်တော်ချူကင်းခါကျရင်ဘယ်လိုပုံလေးရိုက်ထားလဲတော့ကျွန်တော်ပြပါမယ်ဒီကဓာတ်ပုံရိုက်ဖို့တွားနေပါပြီဓာတ်ပုံရိုက်တဲ့အချိန်ညနေ3တော့ရောက်ပြီပေါ့နော်ဓာတ်ပုံရိုက်ဖို့လည်းအတင်းဖြစ်နေပါပြီဒီအတွက်ခါကျရင်ကျွန်တော်ရိုက်ထားဓာတ်ပုံလေးပြပြပါမယ်ဒါကျွန်တော်ဓာတ်ပုံတရိုက်မယ့်နေရာပါတော့ကျွန်တော်လာတဲ့တရားခါကျရင်တရားပြန်ပြမယ်ဗျအခုညနေ3တော့လာပဲဒါပေမဲ့နေဝင်သွားပြီနေရအယောင်ပြည့်တော့ကျွန်တော်အဲ့တော့နော်နေကြကင်းထဲမှာတော့နောက်နေ့မှရိုက်ပြရတော့မှာဗျအခုကကျွန်တော်တော့ညနေ3ရှုကနေရိုက်ပြီးပြန်တော့မှာဖြစ်ပါတယ်အခုကအတူလေးပေါ့နော်ဘယ်လိုရိုက်ရမလဲဆိုတော့ view လေးလက်ကြည့်ဦးမယ် view လိုက်တဲ့ view လေးလက်ကြည့်ပါတော့ကြကင်းတော့ညနေပိုင်းနေကြကင်းရဲ့အလားဖြစ်ပါတယ်ကျွန်တော်တို့ရွာရဲ့ညနေပိုင်းနေကြကင်းအလားဖြစ်ပါတယ်ဒီမှာနေကြကင်းရှိပါတယ်ဒီမှာလည်းနေကြကင်းရှိပါတယ်အလဲမှာတော့ဖုန်းကြောင်းလေးဖြစ်ပါတယ်ဒီနေ့ဘရိုရဲ့အနေကတော့ညနေ3လေးလည်းရတာပါကျေးဇူးပြောပါတော့တချို့ဟိုတည်းရက်ခွင့်မပြပါကြောင်းအခုကျွန်တော်ရွာလာလို့ပြပြပါလောက်ပါပဲဒီမှာနောက်ကကွင်းယူကြည့်လိုက်ပါအားလာရိုက်တာပါဒီနေ့ကတော့အစမ်းပေါ့နော်နောက်ကြမှာတခြားလေးပြပါမယ်ဒီနေ့လာနေနောက်ကြပါဗျာမီးလာနောက်ကြတော့လေဖွားစက်မမရှိဘူးအခုတော့ဖွားနည်းနည်းနဲ့လာရတာနောက်ကြလို့ရှိရင်တက် special ရိုက်ပြပါမယ်အခုညနေ3တော့လောက်ပါပဲ okay bye